ပွဲမင်္ဂလာပါတာယာတော်မနေ့ခင်းလေးမှာနှုတ်ကပတ်တော်ကိုအတူတကွဆင်ခြင်ခွန်အားယူဖို့ရန်ဖြစ်ပါတယ်။ဥစွာနှုတ်ကပတ်တော်ကိုဖတ်ကြားတော်မှာဖြစ်ပါတယ်။ဆိုတော့ယေရမိအခန်းကြီးယေရမိအနာဂတ်ကျမ်းအခန်းကြီး29အပိုက်ငယ်7ကိုဖတ်သွားပါမယ်။တဖန်မိတ်တော်မူသည်ကားငါသည်တင်တို့ကိုအကျိုးနည်းစေခြင်းငါကြံစီသောအကြံမဟုတ်ပဲတင်တို့သည်မျော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝမ်းစေခြင်းငါသာတင်တို့အဖို့ကြံစီသောအကြံကိုငါသိ၏အာမင်ဖတ်တော်တဲ့နှုတ်ကပတ်တော်ပေါ်မှာကောင်းချီးတက်ရောက်ပါစေနှုတ်ကပတ်တော်ကောင်းချီးတက်ရောက်ပါစေဆိုဒီမနေ့မှာဒီချမ်းစာကိုအခြေပြုပြီးတော့ကျွန်တော်တို့အနေငယ်ချင်းချင်းခွာယူသွားမှာဖြစ်တဲ့ဤသူအကောင်းစဉ်အနေနဲ့ကျွန်တော်တို့ခွာယူသွားဖို့ရန်ကောင်းကျိုးအဖို့သာဘုရားသခင်ကြံစီခြင်းကောင်းကျိုးအဖို့သာဘုရားသခင်ကြံစီခြင်းဆိုပြီးတော့အကောင်းစဉ်တစ်ခုအောက်မှာကျွန်တော်တို့အနေငယ်ချင်းခွာယူသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဖတ်သွားတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာယေရမိအနာဂတ်ကျမ်းစာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဘာဗလုန်ပြည်၌ဘာဗလုန်နိုင်ငံ၌ကျွန်ခံကြတဲ့ယူရလူမျိုးဣသရေလလူမျိုးများရဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့သူတို့ဒီတိုင်းတစ်ပါးမှာကျွန်ခံရခြင်းဒီလေဖယားစကားကိုနာမခံလို့ဖယားရဲ့အလိုတော်တိုင်းအသက်မရှင်တဲ့ခါမှာဖယားကပြည်နေတံပေးတာဖြစ်တယ်ပြည်နေတံပေးတာဖြစ်တယ်ဒါကြောင့်အတိုင်းတစ်ပါးကိုရောက်ရချင်းဟာဖယားကသူတို့ကိုတန်ခတ်လို့ဖြစ်တယ်ဆိုတော့သူတို့ဒီတနည်းနဲ့နေဖို့မဟုတ်ပဲနှစ်ပေါင်း80ဖယားတခင်ကနှစ်ပေါင်း80သူတို့ကိုတန်ခတ်ပြီးတော့တိုင်းတစ်ပါးရဲ့လက်ထဲမှာအပ်တာဖြစ်တယ်ဆိုတော့တိုင်းတစ်ပါးမှာနေတဲ့အတွက်တော့ခက်ခဲမှာဖြစ်တယ်ဘာသာစကားဒါမှမဟုတ်အစာအသောက်အနေအထိုင်အပြောဆို cultural custom စတရားဖြစ်ပေါ်နော်ခက်ခဲမှာဖြစ်တယ်ဒါကြောင့်သူတို့မှာညီးသွားစရာတွေဝမ်းနည်းစရာတွေကြေကွဲစရာဒုက္ခပေါင်းစုံနဲ့သူတို့ရင်ဆိုင်ရမှာဖြစ်တယ်သူတို့တွေကသူများနိုင်ငံမှာစိန်သွားခံဖို့မဟုတ်ဘဲနဲ့သူများနိုင်ငံမှာကျွန်းသွားခံဖို့ဖြစ်တယ်ကျွန်းဆိုတာအနှိမ့်ဆုံးအလုပ်ကိုလုပ်ရမှာဖြစ်တယ်သူများသူတို့နိုင်ငံရဲ့ညင်ပန်းချင်းနှိမ့်ဆက်ခြင်းကိုခံရမှာဖြစ်တယ်ဒီလိုမျိုးအခြေအနေထဲမှာသူတို့နေနေတဲ့အချိန်မှာသူတို့ရဲ့အဓိကမျှော်လင့်ခြင်းဒီသူတို့ဘယ်လိုလုပ်ရင်ဂျေရုဆလင်မြို့ကိုပြန်နိုင်မလဲသူတို့နိုင်ငံကိုပြန်နိုင်ဖို့ဒါသူတို့ရဲ့အဓိကမျှော်လင့်ချက်ဖြစ်တယ်ဒါကြောင့်အဲ့ဒီအချိန်မှာ prophet အယောင်အဆောင်တွေ prophet မာယွန်းတဲ့ prophet တွေကမကြခင်လွတ်တော့မယ်ဆိုပြီးတော့မာယွန်းစွာ prophet ပြုတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ဘုရားရဲ့စကားကတော့ဒီနှစ်ပေါင်း80ပြည့်မှာလွတ်မြောက်မယ်ဆိုတဲ့အရာကိုပြောတာဖြစ်တယ်ဆိုတော့အခန်းငယ်30ထဲမှာလည်းကျွန်တော်တို့တွေ့ရပါတယ်ဘုရားသခင်ကနှစ်ပေါင်း80ပြည့်တဲ့အချိန်မှာအကြည့်ရှုလာပြီးတော့တင်တို့ကိုဂရိထားတော်မူတဲ့အတိုင်းပဲတိုင်းပြည်ကိုပြန်လည်ပြီးတော့ပို့ဆောင်ပေးမယ်ဆိုပြီးတော့ဘုရားကဂရိပေးထားတာဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ဟာဂရိတည်တဲ့ဘုရားဖြစ်တယ်ပြီးတော့အဲ့လိုမျိုးသူတို့တခြားမာယွန်းတဲ့ prophet တွေလည်း prophet ပြုတဲ့အချိန်မှာသူတို့တွေကစဝေစွာဖြစ်နေပြီးတော့ယုံကြည်ရာဥတီယာမဲ့နေတဲ့အချိန်မှာကဘုရားသခင်ရဲ့စကားကဘာလဲဆိုရင်တင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီတော့အကြံစီမဟုတ်ပါဆိုပြီးတော့ဒီနိုင်ငံမျိုးနေရာမှာကျွန်ခံရခြင်းတဲ့အကျိုးနည်းဖို့မဟုတ်ဘဲနဲ့တာ၍အကျိုးကောင်းဖို့ကောင်းကျိုးဖြစ်လာဖို့ရအတွက်ဘုရားကကြံစီတာဖြစ်တယ်ဆိုတာနားလည်ပြီးတော့ခံယူဖို့ဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့အဓိကမှာကဘုရားလိုချင်တဲ့အရာဒီတနေ့ကျရင်နှစ်ပေါင်း80ပြည့်ကျရင်
ဒီတို့ကိုလာပြီးတော့ကေထုတ်ပဲဆိုပြီးတော့ပြောတဲ့အရာကိုသူတို့ရဲ့တက်တာမှာအဓိကလုပ်ရမယ့်အရာဒီဖခင်ရဲ့စကားဖခင်ရဲ့ဂတိတော်ကိုမျှော်လင့်ဖို့ဖြစ်တယ်ဖခင်ရဲ့ဂတိတော်ပေါ်မှာယုံကြည်ခြင်းအကျွမ်းမဲ့ယုံကြည်ရမယ်ဖခင်ရဲ့ဂတိတော်ပေါ်မှာမျှော်လင့်ချက်အပြည့်အဝထားပြီးတော့ထိုအရာအတွက်အသက်ရှင်ဖို့ရန်ဒီနေ့တိုင်းအသက်ရှင်ဖို့ရန်အတွက်ဖြစ်တယ်ဖခင်သခင်ဟာအကြံစီကအချင်းကြီးတက်မဟုတ်ဘူးဖခင်သခင်ကတနေ့ကျရင်လွတ်မြောက်ခြင်းအခွင့်ကိုပေးမဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အကြံစီကိုနားလည်ပြီးတော့အသက်ရှင်ဖို့ရန်အတွက်ဖခင်ကတုံတင်ပေးတာဖြစ်တယ်ဆိုတော့နောက်တစ်ဆက်ထဲမှာကျန်တပိုက်ပြန်လဲပြီးတော့ဖတ်ကြားလိုပါတယ်ဆိုတော့ဆာလန်119ခု95ကိုဖတ်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုရင်119ခုမြောက်သောဆာလံအငယ်95ကိုဖတ်တဲ့အခါမှာအိုးထာဝရဘုရားစီရင်တော်မူချက်တို့သည်ဟုတ်မှန်ကြောင်းကို၎င်းတစ္ဆာတော်နှင့်အညီအကျွန်ုပ်ကိုဆင်းရဲစေတော်မူကြောင်းကို၎င်းအကျွန်ုပ်သိပါ၏အာမင်ကျွန်တော်တို့ကြုံတွေ့နေရတဲ့အခြေအနေတွေကခက်ခဲနေမယ်ကြမ်းတမ်းနေမယ်ဘဝမှာအစင်မပြေမှုတွေလည်းရှိကောင်းရှိပါဖြစ်ပါတယ်ဘဝနေမြင့်တဲ့ကြချိုတလဲခါတလဲအခြေအနေမှာကျွန်တော်တို့ကမတူညီကွဲပြားတဲ့အရာတွေမြောက်များစွာကျွန်တော်တို့နေ့စဉ်တက်တာမှာစာဝတ်နေရေးအားလုံးမှာကျွန်တော်တို့ရင်ဆိုင်နေရမှာဖြစ်တယ်အဲ့လိုအခြေအနေမျိုးမှာဘုရားနားလေစီခြင်းတဲ့အရာဒီဘုရားကတစ္ဆာတော်နဲ့အညီကျွန်တော်တို့ကိုဆင်းရဲစေတော်မူကြောင်းကိုကျွန်တော်တို့တိဖို့နားလည်ဖို့ဖြစ်တယ်ဒီဆင်းရဲတွင်းထဲကနေဘုရားကကျွန်တော်တို့ရဲ့အသက်ကျွန်တော်တို့ရဲ့အချိန်တိုင်းကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးဒီဆင်းရဲတွင်းထဲမှာရှိတော်ညာလဲတစ်ဖက်ကကျွန်တော်တို့နားလည်ရမှာဒီဘုရားသခင်ရဲ့လက်တော်ထဲမှာကျွန်တော်တို့ကရှိနေတယ်ဆိုတဲ့အရာကိုလည်းပြန်နေပြီးတော့ယုံကြည်ပြီးတော့အသက်ရှင်ဖို့ရန်အတွက်ဒီနေ့ဘုရားသခင်လိုတော်ရှိပါတယ်ဆိုတဲ့အရာကိုလည်းတဖန်ပြန်နေပြီးတော့ဖော်ပြလိုတာဖြစ်တယ်ပြီးရင်ဒီနေ့အသက်တာထဲမှာကျွန်တော်တို့ကြုံတွေ့နေတဲ့အရာတွေကတခါတလေမှာအဖြေမရှိတဲ့ပု္ပ္ပာကဲ့သို့ကျွန်တော်တို့ခံယူတတ်တယ်။အော်ဒီအရာဒီလုံးဝအဖြေမရှိတော့ပါလားဆိုပြီးတော့ကျွန်တော်တို့ညီးတွားတတ်ကြပါတယ်။ဒီနေ့နားလည်ဖို့ကဘုရားသခင်စီမှာအဖြေမရှိတဲ့ပု္ပ္ပာဘာတစ်ခုမှမရှိပါဘူး။တခါတလေကျွန်တော်တို့ဆူတောင်းတဲ့အရာတွေတခါတလေကျွန်တော်တို့ကြံစီတဲ့အရာတွေဖြစ်မလာတဲ့အခါမှာဘုရားကအဖြေမပေးတော့ဘူးဘုရားသခင်ကကျွန်တော်ရဲ့ကြံစီကိုမထမြောက်စေတော့ဘူးလို့ကျွန်တော်တို့တခါတလေပြောပေမဲ့လည်းဘုရားသခင်စီမှာမဖြေနိုင်တဲ့ပု္ပ္ပာမရှိဘူးဆိုတာအသက်တာထဲမှာနားလည်ဖို့မတန်မှအရေးကြီးပါတယ်ဘုရားသခင်ဟာဒီနေ့တင့်ရဲ့ကြံစီမထမြောက်ဘူးဒီနေ့တင့်ရဲ့စူတောင်းချက်မအောင်မြင်ဘူးဆိုရင်တော့ဘုရားသခင်ကအဲ့ဒီမအောင်မြင်ခြင်းရဲ့အထဲမှာဘုရားသခင်ကကြံစီတော်ရှိတယ်တင်ကြံစီတာထက်ဘုရားသခင်ရဲ့ကြံစီတော်ဒီပူနဲ့နေကြောင်းကိုတင်နားလည်ဖို့အရေးကြီးပါတယ်ဒီနေ့တင်ကြံစီတဲ့အရာဒီတင့်တဲ့တင့်မိသားစုအတွက်တင့်ဘဝကောင်းစားရေးအတွက်တင့်ရှိရေးအတွက်တင်အကောင်းဆုံး plan တွေလုပ်မယ်အစီအစဉ်ဆွဲတယ်စားရေးတောက်ရေးပညာရေးကျန်းမာရေးအတွက်တင်စီစဉ်ဆွဲတဲ့အရာတွေအားလုံးဟာမထင်မှတ်တဲ့အချိန်မှာကမောက်ကမဖြစ်ပြီးတော့ပျက်စီးသွားမှာဖြစ်တယ်တင်းရဲ့အိမ်မက်ယူပါယုံနဲ့လည်းပျက်စီးကောင်းပျက်စီးသွားမှာဖြစ်တယ်တင်းရဲ့အလုတ်ရှင်ကနေပြီးတော့အလုတ်လည်းပြုတ်သွားနိုင်တာဖြစ်တယ်တင်းရဲ့လုပ်ငန်းကနေလည်းတင်းရက်ဆိုင်ခြင်းကိုခံရမှာအခြေအနေတင်းကြုံတွေ့နေတဲ့အခါမှာတင်းတရိယပါဘုရားသခင်ရဲ့အကြံစီတော်ဝန်ခံတတ်တဲ့နှလုံးသားရှိဖို့အရေးကြီးပါတယ်တခါတလေမှာကျွန်တော်တို့ကြုံတွေ့နေရတဲ့အရာဒီမတန်မှချက်ချင်းကျွန်တော်တို့ကြုံတွေ့နေတဲ့အရာဒီခါသီးတယ်လို့ရှိပေမဲ့အဲ့ဒီခါသီးမှုရဲ့နောက်ွယ်မှာချိုမြိန်တဲ့အရာရှိတယ်ဆိုတာဒီနေ့လားလည်ဖို့ယူလိုအပ်ပါတယ်အဲ့ချိုမြိန်တဲ့အရာဒီဘုရားသခင်ရဲ့လက်တော်ထဲကနေကျွန်တော်တို့ကိုပေးတာဖြစ်တယ်ဆိုတဲ့ဟောနားလည်ဖို့အရေးကြီးပါတယ်ဆိုတော့ဒီနေရာမှာဥပမာတစ်ခုအဖြစ်ပြန်နေပြီးတော့ခွာပေးချင်ပါတယ်ဂျပန်တို့ကအမေရိကန်ရဲ့ဗလဲစိတ်ကမ်းကိုဖျက်ဆီးပစ်လိုက်တဲ့အချိန်မှာဖျားသခင်ကအမေရိကန်နိုင်ငံကိုစွန့်ပစ်သွားပြီဟုသူတို့ကပြင်းထန်စွာခံစားခဲ့ကြပါတယ်ထိုအချိန်မှာပဲအမေရိကန်ပစိဖိတ်သမုဒ္ဒရာ
Yita Uzi Joe Chester William Nimas Christmas မိခွန်းတစ်ခုမှာသူပြောသွားတဲ့အရာကတကယ်ခွန်အားယူစရာကောင်းပါတယ်ဖျားသခင်ကအမေရိကန်ကိုစွန့်ပစ်ခဲ့တာမဟုတ်ပဲဂျပန်တို့ဤရန်ကနေကာကွယ်ပေးတာဖြစ်တယ်လို့သူပြောသွားတာဖြစ်ပါတယ်ဆိုတော့အဲ့ချိန်မှာသူဆက်ပြောတဲ့အရာတစ်ခုကဂျပန်တို့အမားသုံးခုကျူးလွန်ခဲ့တယ်ဆိုပြီးတော့ဆက်ပြောတာဖြစ်တယ်ပထမအမားကအဲ့ဒီပလဲစစ်ကန်းကိုတိုက်တဲ့နေ့က Sunday နေ့ဖြစ်တယ် Sunday နေ့ဖြစ်တဲ့အတွက်တင်မောပေါ်မှာလေရင်ပေါ်မှာတင်မောပေါ်မှာတလကောင်းဌာနအချုပ်ရုံးတွေမှာကမြတ်တော်အဖြစ် Sunday နေ့ဖြစ်တဲ့အတွက်အဆောင်တယောက်လောက်ပဲရှိတာဖြစ်တဲ့အတွက်10ယောက်မှာတယောက်လောက်ပဲရှိပြီးတော့9ယောက်လောက်ကတင်မောပေါ်မှာမရှိတာဖြစ်တဲ့အတွက်များကြီးတက်တာသွားတာဖြစ်တယ်အကယ်၍များအခြားသောနေ့ရက်မှာသာဆိုရင်သူကဘယ်လိုပြောလဲဆိုရင်3800တာမကပဲနဲ့တည်ဆုံးသောသူဟာ3800ဖြစ်သွားနိုင်တယ်ဆိုပြီးတော့သူကအမိခွန်းထဲမှာပြောသွားတဲ့အကြောင်းကိုလည်းကျွန်တော်တွေ့ရတာဖြစ်တယ်ဒုတိယအချက်သူရဲ့ဂျပန်တို့ရဲ့အမှားတစ်ခုကတင်မောချင်းကိုမဖြတ်စီးပဲမဖြတ်စီးခဲ့ခြင်းဟာသူတို့ရဲ့အမှားတစ်ခုဖြစ်တယ်လို့ပြောတာဖြစ်တယ်။ဘာကြောင့်လဲဆိုအဲ့တင်မောချင်းကိုသူတို့ဖြတ်စီးခဲ့တယ်ဆိုရင်ဆက်လက်ပြီးတော့လည်းတင်မောတွေနားဆရာနေရာရှိမှာမဟုတ်သလိုပြီးရင်ပျက်စီးသွားတဲ့ရှုံသွားတဲ့တင်မောများကိုပြန်လည်ပြီးတော့ပြုပြင်ရမယ့်နေရာလည်းရှိမှာမဟုတ်ဘူးလို့ပြောထားတာဖြစ်တယ်။ဆိုတော့တတိယအချက်သူတို့ရဲ့အမှားကဘာလဲဆိုရင်ကျူးလွန်ခဲ့တဲ့အမှားကဘာလဲဆိုရင်လောင်စာစီတူလောင်ထားတဲ့နေရာကိုသူတို့မဖြတ်စီးခဲ့တာလဲသူတို့ကအမှားဖြစ်တယ်လို့ပြောတာဖြစ်တယ်ဆိုတော့သူတို့လောင်စာစီသိမ်းထားတဲ့နေရာကတင်ပေါ်နဲ့ဆိုရင်9မိုင်လောက်ဝေးကွာနေတဲ့တောင်ထိပ်တောင်ကုန်းမှာသူတို့ကစီလောင်ကန်ထားတာဖြစ်တယ်ဆိုတော့ဒီအကယ်၍များအဲ့ချိန်မှာသူတို့ကအဲ့ဒီစီလောင်ကန်ကိုသူတို့ကတိုက်ခိုက်ခဲ့မယ်ဆိုရင်သူတို့ဆက်လက်ပြီးမပြတ်စီးသေးတဲ့လေယာဉ်တွေတင်မောတွေအတွက်ဆက်လက်သုံးပြုနိုင်ဖို့ရန်အတွက်စီကလုံးဝရရှိမှာမဟုတ်တော့ဘူးအကုန်လုံးဟာပျက်စီးသွားမှာဖြစ်ပျက်စီးတဲ့ကဲ့သို့ဖြစ်မှာဖြစ်တယ်ဒါကြောင့်တကယ်ပဲအဲ့ဒီအချိန်မှာဒီစစ်သူကြီးဆက်လက်ပြောတာကဂျပန်တို့ကအမှားကျူးလွန်ခြင်းဒီဂျပန်တို့ရဲ့အမှားကျူးလွန်ခြင်းဟာငါတို့ကိုကူညီနေတော့ကြောင့်ဖျားသခင်ကငါတို့ကိုကူညီနေတော့ကြောင့်ဖြစ်တယ်လို့ပြောတာဖြစ်တယ်ဆက်လက်ပြီးတော့ဖျားသခင်ကကျွန်တော်တို့ကိုဆွန့်လို့ပြစ်ထားတာမဟုတ်ဘူးဖျားသခင်ကကျွန်တော်တို့ပြစ်ထားတာမဟုတ်ဖျားသခင်ကငါတို့နဲ့အတူရှိနေပါတယ်ဆိုပြီးတော့ပြောထားတာဖြစ်တယ်ဒါကြောင့်ယုံကြည်သူများကြုံတွေ့နေရတဲ့ဒုက္ခဆင်းရဲခြင်းတွေအကျဉ်းဒုက္ခဆင်းရဲခြင်းတွေကျွန်တော်တို့ကြုံတွေ့ရတဲ့အခါမှာဖျားသခင်ရဲ့အကြံစီတော်နဲ့ကောင်းမွန်သောရည်ရွယ်ချက်ရှိကြောင်းကိုကျွန်တော်တို့နားလည်ဖို့အမတန်မှအရေးကြီးပါတယ်ဆိုတဲ့အရာကိုလည်းကျွန်တော်တို့ဖော်ပြချင်တာဖြစ်တယ်။ဒါကြောင့်ဒီနေရာမှာနောက်ဆုံးအနေနဲ့ကျွန်တော်နှုတ်ကပတ်တော်တစ်ချက်ပြန်ဖတ်ချင်တယ်။ယောမဩဝါဒစာခန်းကြီး၈ပိုင်းငယ်28ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဖတ်ကြားလိုပါတယ်။ဖျားသခင်ကိုချစ်တော်သူတည်ဟူသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်တညီတညွတ်တည်ပြုစုကြသည်ကိုငါတို့သိကြ၏အာမင်ဆိုတော့ဒီနေ့ဖျားသခင်ကိုချစ်တော်သူတည်ဟူသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်တညီတညွတ်တည်ပြုစုကြသည်လို့ပြောထားပါဖြစ်တယ်ခတ်သိမ်းတော့အရာလို့ပြောတဲ့ခါမှာကျွန်တော်တို့ယုံကြည်သူဖခင်ရဲ့သားသမီးတွေရဲ့ကျွန်တော်တို့လောကအသက်ရှင်တဲ့ခါမှာနေ့ရက်စဉ်တိုင်းကျွန်တော်တို့ဘဝမှာကြုံလေသမျှအရာများသည်ကျွန်တော်တို့မျှော်လင့်ထားသလိုမဖြစ်လာတဲ့အချိန်ကျွန်တော်တို့ဆုတောင်းသားသလိုမဖြစ်လာတဲ့အချိန်ကျွန်တော်တို့ယုံကြည်ထားသလိုဖြစ်မလာတဲ့အချိန်တွေ
မျောလင့်ချက်ကင်းမဲ့နေတဲ့အချိန်တွေခါသီးမှုတွေကျွန်တော်တို့ရင်ဆိုင်နေမှာဖြစ်တယ်အဲ့လိုမျိုးအချိန်မှာကျွန်တော်တို့နားလည်ရမှာဒီအခြေအနေအတိုင်းမှာအခြေအနေတိုင်းရဲ့နောက်ွယ်မှာဖခင်ကရည်ရချက်ရှိကျွန်တော်တို့ကိုပေးတွေ့တာဖြစ်တယ်ရည်ရချက်ရှိကျွန်တော်ကိုဒီအရာကိုကြုံတွေ့စေတာဖြစ်တဲ့အကြောင်းကိုဒီနေ့ကျွန်တော်နားလည်ပြီးတော့သိမြင်တတ်သောယုံကြည်သူဖြစ်ဖို့အရေးကြီးပါတယ်ဒါကြောင့်ဒီအရာကိုနားလည်ဖို့ကကျွန်တော်ယုံကြည်သူတွေမှကျွန်တော်တို့ကနားလည်နိုင်မှာဖြစ်တယ်ဒါကြောင့်ဒီနေ့ခေယဆိုယုကာလဖြစ်တဲ့ဒီနေ့ကျွန်တော်တို့ရဲ့မျက်မှောက်ကဘာကြီးအခြေအနေကျွန်တော်တို့ရရေးရွာရေးနိုင်ငံအရေးကျွန်တော်တို့ကြည့်တဲ့အခါမှာဝမ်းနဲ့ပူဆွေးစရာတွေကြေကွဲစရာတွေမျောလင့်ချက်ကင်းမဲ့စရာတွေပျက်စီးဆုံးရှုံးမှုတွေရင်ဆိုင်နေရတဲ့အချိန်မှာလူအလဲပြဿနာတွေကြားမှာရှိရင်အသက်ရှင်ဖို့ရုန်းကန်နေရတဲ့အချိန်ဝိုင်းရေးတထွားတဲ့ရုန်းကန်နေရတဲ့အချိန်မှာဒီနေ့ကျွန်တော်တို့နားလေရမှာဒီအရာဒီဖယားသခင်ကလစ်လူရှုတယ်လို့တင်ခံယူပါနဲ့ဖယားသခင်ကျွန်တော်တို့ကိုပြစ်ထားပြီးဖယားသခင်ကျွန်တော်တို့ကိုမကြည့်ရှုတော့ဘူးဖယားသခင်ကကျွန်တော်တို့ကိုမကွယ်ကာတော့ဘူးဆိုပြီးတော့ကျွန်တော်တို့ဖယားသခင်ကို complain တက်ဖို့မဟုတ်ပဲねဒီအရာတွေကကျွန်တော်တို့ကလုံးလုံးလေးလေးကြည်ကြည်နက်နက်ကျွန်တော်တို့ခံယူပြီးတော့ဒီအရာတွေရဲ့နောက်ွယ်မှာဘုရားသခင်ရဲ့အကြံစီတော်ဟာတာ၍ကောင်းတဲ့အရာရှိတယ်ကျွန်တော်ကျမဘဝအသက်ဘုရားရဲ့အကြံစီတော်ဟာကျမကြံစီတာထက်ကျမကြုံတွေ့တဲ့အရာထက်ကျမတို့ကြုံတွေ့တဲ့အရာတွေထက်ဘုရားရဲ့အကြံစီတော်ဟာပို့ပြီးတော့လေးနက်တယ်နက်နေတယ်ဆိုတဲ့အရာဝန်ခံတတ်တဲ့နှလုံးသားနဲ့ကျွန်တော်တို့ဒီအရာများကိုကျွန်တော်တို့ရင်ဆိုင်ဖို့ဖြစ်ပါတဲ့အကြောင်းကိုဖြစ်တဲ့အကြောင်းကိုဒီနေ့ခွာပေးချင်တာဖြစ်တယ်ဒီနေ့လူငယ်မောင်မယ်များတကယ်ချင်းများအားလုံးလည်းပဲဒီနေ့ကျွန်တော်တို့ဘဝရည်မှန်းချက်အတွက်ကျွန်တော်တို့ဆူတောင်းထားတာတွေကျွန်တော်တို့ရဲ့ပန်းတိုင်ကျွန်တော်တို့စူးစမ်းနေတဲ့အရာတွေကျွန်တော်တို့ယူပါယုံတွေကျွန်တော်တို့ဖြည့်ဆည်းခံရတဲ့သူလည်းရှိမယ်ရှုံနေတဲ့သူတွေလည်းရှိမယ်ဘယ်လိုအခြေအနေထဲမှာရှိနေပါစေတင်ကျွန်တော်တို့လုပ်နိုင်တာဒီဖယားရဲ့အလိုတော်ဖယားရဲ့အကြံစီတော်ဝန်ခံပြီးတော့ဖယားကကျမအကြံစီတာထက်ကောင်းသောအရာကိုကြံစီပေးတဲ့အကြောင်းကိုဝန်ခံတတ်တဲ့နှလုံးသားနဲ့ကျွန်တော်တို့စစ်ဆက်ပြီးတော့လှုပ်ဆောင်ဖို့ဖြစ်ပါတယ်။ဆိုရင်တို့ကျွန်တော်တို့ဝန်ခံပြီးတော့ကျွန်တော်တို့စစ်ဆက်မဆိုရင်ဘုရားရဲ့အကောင်းမြတ်အကြောင်းကိုအနာကနေ့ရက်တည်းများစွာမှာတာ၍မြင်တွေ့လာမှာဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့အနေငယ်ဝင်ကချင်တာဖြစ်တယ်ကျွန်တော်တို့ဝင်ကသွားတဲ့အရာတော့အဓိက topic အနေနဲ့ကကောင်းကျိုးဖို့တာဘုရားသခင်ကကျွန်တော်ကျမတို့အားလုံးအတွက်ကြံစီပေးတယ်ဆိုတဲ့အရာကိုနားလေပိုင်ချပြီးတော့လောကမှာဘယ်လိုအရာတွေပဲဖြစ်ပေါ်လာပါစေဘုရားသခင်ကိုယုံကြည်ခြင်းအဖြစ်ဘုရားသခင်အပေါ်မှာမျှော်လင့်ခြင်းအဖြစ်နေ့ရက်တိုင်းကိုရှောက်လန်းပြီးတော့တက်ရှင်ဖို့ရန်အတွက်ဝါပေးရင်းနဲ့ဒီလောက်နဲ့ညီကုန်းချုပ်ပါတယ်အာမင်